ဘုန်းကြီးကြောင့်မဖက်နဲ့တော့ပြီးခိုးမဲ့ကိစ္စကိုအေးမင်းဘယ်သူမှမသိသေးနဲ့နော်ဟေ့ဘယ်သူမှမသိသေးနဲ့ဆိုရောနေမျိုးတည်ပါတယ်နေမျိုးရောတောင်မဲနေမျိုးတည်ပါလားဟာကွာမင်းဘယ်သူမှမသိသေးဘူးဒီမှာလုပ်ငန်းအကြီးလုံးလားစီးပွားကြီးဝိုင်းအကြီးလုပ်ငန်းကြီးလုံးမဲ့ကိစ္စကိုကွာမပူပါနဲ့ဟာရောအဲ့ကောင်ငါတို့နဲ့ပူပေါင်းမယ်တဲ့ဟုတ်တယ်လားပူပေါင်းမယ်တဲ့အဲ့ဒါဆိုထားလိုက်တော့ကွာမင်းနောက်ထပ်မင်းဘယ်သူမှမသိသေးတော့နဲ့ကွာနောက်တယောက်တည်ပါပြန်ပြီဘူးသိပါတော့အဲ့နေမျိုးတစ်စစ်ပြောရတာရောရောင်ရောင်ပိုင်းတုတ်ကြီးတည်ရတယ်တုတ်ကြီးကွာတုတ်ကြီးသူ့မှာတော့မင်းဘယ်သူမှမသိသေးနဲ့ဆိုတော့ငါကမင်းနဲ့လောက်ရစိတ်ပြက်လေကွာအဲ့တုတ်ကြီးကငါတို့နဲ့ပူပေါင်းဆောင်ရမယ်တဲ့ပြီးတော့ကွာအဲ့ဒါဆိုလည်းပြီးတော့နောက်ထပ်တော့ဘယ်သူမှမသိသေးတော့နဲ့ဟုတ်တဲ့တယောက်တည်းရောဘူးသိပါတော့ဟေ့အဲ့ဒီတုတ်ကြီးကနေတစ်စင်ပြောရတာလေဥပချီရဲ့သား9ယောက်သိရမလားအေးအသား9ယောက်ကသိပါတယ်ကွာသား9ယောက်သိပါတော့မင်းဘွာမင်းဘယ်သူမှမသိသေးနဲ့တော့ပြောရတဲ့နဲ့ကွာသိပြောင်းသိတော့ကွာအဲ့ဒီသား9ယောက်ကငါတို့နဲ့ပူပေါင်းဆောင်ရမှာလူမျိုးတော့ကောင်းတာဗောအဲ့ဆိုလည်းပြီးတော့ကွာမင်းနောက်ထပ်တော့ဘယ်သူမှသိသေးတော့နဲ့ဟေ့အဲ့ဒီသိရမလားရောတော်မတုတ်ကြီးလေအဲ့တုတ်ကြီးကပြောတဲ့အချိန်မှာအဲ့သား9ယောက်ကိုဖက်နဲ့ခိုးမဲ့မျိုးထက်နဲ့ခိုးမဲ့လို့ပြောတဲ့အချိန်မှာရောဘေးကရေချိုးနေဒေါ်သန်းလာကြောက်ပါတယ်သိကွာဒေါ်သန်းလာပါသိကွာလားရောဒေါ်သန်းလာပါသိပါဘယ်လိုလုပ်ရတော့မှတော့သွားပြီပေါ့ကွာမင်းလည်းမိပြီပေါ့ငါတို့မမီဒေါ်သန်းလာရဒိုးနဲ့ပူပေါင်းပါတယ်ဟုတ်တယ်လားအေးအဲ့ဆိုမဆိုးပါဘူးကောင်းပါလေရမယ်လူများတော့ပိုးကောင်းတယ်နောက်တော့ဘယ်သူမှမသိသေးတော့နဲ့အေးဒါအဲ့ဒေါ်သန်းလာရသိပြန်ပြီတော့ရောရွာတဲ့ညနေတော့ရံဖြစ်တာလေရံဖြစ်တော့ရောသူကပြောတာရောငါ့ကိုလည်းချမ်းသာတော့မှတိုးရေးတဲ့မျိုးထက်နဲ့တဲ့ဥပုံနေကြဖက်နဲ့ခိုးလိုက်ပါတယ်အဲ့လိုပြောလိုက်တာရောတရားလုံးသိပါပြီတရားလုံးသိတော့ဘယ်လိုလုပ်မှာဖက်နဲ့ခိုးလို့မရတော့ဘူးဘယ်လိုလုပ်ရမှာတော့တရားလုံးပြိမှာတော့ဘယ်သူဖက်နဲ့ကိုတော့ခိုးမှာတော့မင်းအဲ့ဒါကြောင့်ဘယ်သူမှမသိသေးနဲ့